ဘောလုံးကြာစီနံပါတ်တွေကို quality ကောင်းအောင်ဘယ်လိုရိုက်ကြမလဲဘောလုံးကြာစီတွေကိုလက်ရိုက်မှာဖြစ်တဲ့အတွက်ထုံးစံတိုင်းကျွန်တော်တို့ကနာမည်နံပါတ်တွေကိုပေါင်းကူးပေးရပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ကဒီ white base ပေါ့နော် under base ဆေးအဖြူနဲ့တကုတ်စပြီးတော့ရိုက်ပါတယ်ဂျာစီရဲ့ကလန်နာလေးတွေကအဝါလေးနဲ့ဆက်ထားတာဖြစ်တဲ့အတွက်နံပါတ်ကိုလည်းကျွန်တော်တို့ကအဝါရောင်ကိုဖန်တီးပေးချင်တာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့် white base တစ်ချက်ရိုက်ပြီးတဲ့အခါမှာတော့ဒုတိယအဆင့်အနေနဲ့အဝါရောင်နောက်တစ်ခုကို02နဲ့ရိုက်ပြီးတော့မှာပဲဖြစ်ပါတယ်ဂျာစီရိုက်တဲ့လုပ်ငန်းစဉ်အစစ်အစင်ကိုပြောရမယ်ဆိုရင်ကျွန်တော်ပထမတစ်ကုတ် white base ကို01နဲ့ရိုက်တယ်ပြီးလို့ရှိရင်ဒွိုင်ယာနဲ့6အောင်မှုတ်တယ်ပေါ့နော်ဒုတိယတစ်ဆင့်မှာဆိုလို့ရှိရင်တော့02အဝါနဲ့တစ်ခါထပ်ပြီးတော့ရိုက်တယ်ပြီးလို့ရှိရင်6အောင်မှုတ်တယ်အဲ့ဒီနောက်မှာတော့အခုမြင်တွေ့ရတဲ့အတိုင်းဂျာစီလေးတွေပုံမှာ quality ကောင်းတဲ့စီသားလေးတွေကိုရရှိမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခုလိုနာမည်နံပါတ်တွေကိုခံမိုင်းမှရိုက်ချင်တဲ့မိတ်ဆွေများအတွက်9000ကျပ်နဲ့နာမည်နံပါတ် logo အပီစီရိုက်ပြီးတော့မှာပဲဖြစ်ပါတယ်ဆက်သွယ်စုံစမ်းမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်43168နဲ့39ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ